မြန်တယ်အကောင်းလေးကသေးပေမဲ့သူလှစ်ဖြစ်နေတာမသိကဲအားလုံးပဲဒီနေ့မှာတော့ကျွန်တော်တို့ဘာဘူးအတင်းကိုဒီနေ့မှာပြောင်းရွှေ့လာတဲ့ friend farm ပေါ့နော်အခုချိန်မှာတော့သူကဟိုစေးုံမင်းသားလေးဖြစ်နေရယ်ဟိုကြော်သားတန်အကြောင်း6ပတ်လောက်နားရမယ်ဆိုတော့နောက်တလာခွဲလောက်ပေါ့နော်တလာခွဲလောက်တော့သူစောင့်အောင်ပဲဒီဘဲကိုကြည့်ဖို့ဒီခုတော့ပိုင်းကောင်းတော့ကောင်းတယ်ဗျာဒါပေမဲ့ဟိုအပြည့်အဝကြီးလီဗာပူးမှာလောက်ပြနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကကြည့်တင်တာအခုကဒါပေမဲ့သူကဒဏ်ရာပြဿနာတွေနဲ့ဖြစ်နေတော့သိပြီးတော့တခြားတော့မမြင်ရသေးဘူးအဲအကြောင်းမလို့ကျွန်တော်တို့အနေနဲ့နည်းနည်းတော့အချိန်တော့နည်းနည်းစောင့်အောင်ပဲဒါပေမဲ့သူလီဗာပူးဆင်မှာတော့ဘယ်လောက်တောင်ကောင်းငယ်လဲဆိုတာကိုကျွန်တော်လည်းဒူလိုက်ပြီးတော့ကြည့်ပေးကြပါအောင်ကျွန်တော်လည်းဒူသွားကြည့်ရအောင်နော်အားလုံးပဲရောဟေးပေါင်ကြားလေးကထည့်သွားတာယူချိုးလိုက်အိုးအတက်ဆင်းဆော့ရတာချိုးလိုက်မှာဒါတော့ဘိုင်မျိုးနဲ့ပွဲထင်းတယ်ရောဟေးကွက်တီနော်ချိုးပါအဲ့လိုမျိုးပဲသူပေါ်ရာမှာလီဗာပူးဆင်မှာကကျွန်တော်မှ30မြန်တယ်အကောင်းလေးကသေးပေမဲ့သူလှစ်ဖြစ်နေတာမသိဒါပေမဲ့အရင်နည်းနည်းနေတာတော့နည်းနည်းပေါ့နော်ဗတ်တယောက်အနေနဲ့အရင်နည်းနည်းနှိမ့်နေဆိုတော့နည်းနည်းဟိုတာဖြစ်တယ်ပြီးတာယူလိမ့်ဖြစ်နေတာဒီကောင်ကအဲ့လိုမျိုးဂရန်ပါ traveling နဲ့သွားချိုးလိုက်အောင် traveling ကလည်းတော်တော်ကောင်းတယ်အ site ထဲကိုဝင်ပြီးတော့ဝင်တာတော့ပြီးရင်နော်3ယောက်လောက်ကတော့မင်း AC ပဲဟိုအဆုံးသက်ပိုင်းကတော့အမလက်ဘက်ကကောင်ကဒီမှာဘယ်တော့မှနေရောက်နေတွေ့လားသူပြေးရကြီးရနော်ဟိုးရောင်ဟေးငါဟိုးဘက်ကောင်ထိုးမယ်တော့တင်တာချိုးကွက်တီရောင်ဟေးကောင်းလိုက်တယ်တကယ်ကောင်းတာပဲမှာပြီ share ကြီးနော်မှာအိုးအိုးကွက်တီရောင်ဟေးကဲဒါကတော့ကျွန်တော်တို့ရဲ့ frame bound ရဲ့ကစားပုံတွေပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်နေ့တွေမှာလည်းလီဗာပူးအသင်းသားတွေရဲ့ဘယ်ကစားသမားတွေကိုလုပ်ပေးခြင်းလဲဆိုတာကို comment မှာရေးသွားလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်